ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ IGCSE Biology Student တွေအတွက် Unit 1မှာအမြဲပါလေးပါထားရှိရဲ့ Organism ရဲ့ life process တွေခံတဲ့အနေcell structure တွေကြောင့်သူသဖြင့် animal cell နဲ့ plant cell တွေကဘာတွေတူညီမှုရှိတဲ့နဲ့ဘာတွေ difference တွေရှိလဲဆိုတာဒီနေ့ video short click လေးလုပ်ပြီးဖြစ်တယ်ပေါ့နော်ဒါဆိုတာအတူတူအကုန်လုံးပဲလိုက်ကြည့်ကြရအောင်ပေါ့အဲ့တော့ခန္ဓာကိုယ်မှာဒါဆိုဒီဘက်ကဆိုလို့ရှိရင်တော့နော် human ကိုပြထားတဲ့ပုံလေးပေါ့ဒါ human ပေါ့ဒါကတော့အကုန်လုံးလည်းသိပြီးသား blood နော်ဒါမှမဟုတ်ရင်လည်း a tree ပေါ့နော်တက်ပိတ်တပိတ်ပြထားတဲ့ပုံပေါ့ဒီမှာကျတော့ a house ပေါ့နော်ဒါဆိုတာဟိုအိတ်တဲ့အိတ်ကိုပြထားတဲ့ပုံပေါ့ဒါဆိုအိတ်တဲ့အိတ်တိဆောက်ဖို့ဆိုလို့ရှိရင်အခြေခံနော်အုံမြင့်နေနေပါလို့လဲဆိုလို့ရှိရင်တော့ဒါဒီမှာနော်ပုံမှာပြထားတဲ့โอเคဒုတ်လေးလို့တယ်နော် okay break okay ဒုတ်လေးအများကြီးဖန်တီးရတယ်ပေါ့နော်။ Open တုံးနေအသိန်းတောင်းထောင်ချီပြီးတဲ့ခါကျတော့အစင်စိတ်ဆက်လိုက်မှအိတ်တဲ့ဖွဲ့စည်းတိဆောက်လို့ရတယ်ဆိုရဲသာဓကပေါ့။ထိုနည်းတူပဲပေါ့နော်။အဲ့တော့လူသားတစ်ယောက်ဖြစ်လာဖို့ဒီလိုမျိုးအကောင့်ထဲနော် human structure body တစ်ခုဖြစ်လာဖို့ဒီလိုမျိုး a tree ဆိုပြီးတဲ့ခါကျတော့မျက်စိနဲ့မြင်နိုင်တဲ့အရွယ်စား site တစ်ခုဖြစ်လာဖို့သူတို့ကဘာနေနဲ့လောက်ထားလဲပေါ့နော်။ဒါဆိုတာ animal မှာဒါ animal ပဲဖြစ်ဖြစ် human ပဲဖြစ်ဖြစ်ပေါ့နော်။ဒါလူခန္ဓာကိုယ် counter တစ်ခုဖြစ်လာဖို့ရေ cell တွေနဲ့လောက်ထားရတယ်အဲ့ဒါကို animal cell နဲ့ဖွဲ့စည်းတည်ဆောက်ထားရတယ်နော်ဒါဆိုခုနလိုမျိုးပေါ့အိတ်တဲ့အိမ်မှာဆိုအုတ်ခဲတွေအများကြီးနဲ့ထောင်တောင်းသိမ့်မကဖွဲ့စည်းတည်ဆောက်ထားရတယ်လို့ပေါ့နော်လူခန္ဓာကိုယ်ကြီးကောင်ထံဖြစ်လာဖို့ရေဒါ cell တွေအများကြီးနဲ့ဖွဲ့စည်းထားရပါတယ်ပေါ့နော် cell တွေသိန်းတောင်းထောင်ချီ trillion နဲ့ချီပြီး cell တွေနဲ့ဖွဲ့ထားမှဒါလူတစ်ယောက်ဖြစ်လာတယ်ပေါ့နော်လူတစ်ယောက်ဒါမှမဟုတ်ရင်လည်းနော် animal တစ်ခုခုတကောင်ကောင်ဖြစ်လာမှာပေါ့ဒီဘက်ကကျတော့ tree ပေါ့နော်သူလည်းအဲ့လိုပဲဒီလိုမျိုးအပိတ်တစ်ခုဖြစ်လာဖို့ရေဘာတွေနဲ့ဖွဲ့စည်းထားရလဲဆိုလို့ရှိရင် plasma တွေအများကြီးပဲသိန်းပေါင်းတောင်ချီသိန်းချီနော် trillion နဲ့ချီပြီးတဲ့ခါကျတော့ဒါလုံလိုက်မှာပဲဒီလိုမျိုး a tree ဆိုပြီးတဲ့ခါကျတော့ဒါတစ်ပင်တစ်ပင်လူတွေမြင်နိုင်ရဲ့တစ်ပင်တစ်ပင်အကောင့်ထဲတစ်ခုဖြစ်လာတယ်ပေါ့ဒါဆိုတာနော်သက်ရှိလူသားတွေဖြစ်ဖို့ဆဲတွေကဒါဘယ်လောက်ထိเนาะအခြေခံကြတဲ့ unit လဲဆိုတော့အခုဆိုလို့ရှိရင်ဒါတော်ရတိုင်ကိုအကြမ်းမြင်သဘောပေါက်ပြီးလို့ရုပ်ကြည့်ပါတယ်အဲ့တော့အခုဆဲတွေမှာเนาะဆဲတွေမှာဘာတွေနဲ့ဖွဲ့ထားတယ်လဲဆိုတော့အတူတူဒီနေ့ knowledge sharing ကဏ္ဍမှာအတူတူ like ကြည့်ကြရအောင်အခုเนาะဒါဆိုဒါဒီဘက်ကတော့ animal cell ဒီဘက်ကတော့ blood cell တွေပေါ့နော်ဒါသူတို့နှစ်ခုဘာတွေတူတယ်လဲဘာတွေ difference တွေရှိတယ်လဲဒီနေ့ discussion ဝင်ကြမယ်ပေါ့နော်အဲ့တော့ animal cell အရင်ဆုံးကြည့်ကြရအောင်ပေါ့ဒါဆိုအခုဆရာဆွဲပြနေတာဒီ cell တစ်ခုပေါ့နော် cell တစ်ခုဒါ for example this is animal cell เนาะဒါဆို animal cell ဒါမှမဟုတ်ရင် human cell เนาะဒါဆိုတာတက်ရှိလူသားတွေရဲ့ cell တစ်ခုเนาะ cell တစ်လုံးအဲ့ cell တစ်လုံးနဲ့ခုနပြောသလိုပေါ့တက်ရှိတစ်ခုဖန်တီးလို့ရပြီလားဆိုလို့ရှိရင်တော့ဒါလူမเนาะလူခန္ဓာကိုယ်ကြီးတော့ဖန်တီးလို့မရသေးဘူးပေါ့ cell တွေ trillion ပေါင်းအများစွာနဲ့ခုနเนาะဖွဲ့စည်းတည်ဆောက်လိုက်မှပဲဒါလူခန္ဓာကိုယ်ကြီးတစ်ခုဆိုတာဖြစ်ပေါ်လာမှာเนาะ cell တွေအများကြီးဖွဲ့စည်းတည်ဆောက်လိုက်မှပဲအပင်တပင်ဆိုတာဖြစ်ထွန်းလာမှာပေါ့ဒါဆို animal cell တွေမှာဘာတွေပါတယ်လဲပေါ့နော်သူရဲ့ components တွေတစ်ချက်ကြည့်ကြရအောင်အဲဆိုအထက်မှာပါရှိလဲဆိုလို့ရှိရင်အကုန်လုံးနော်တည်ဖူးတဲ့အရင်ဟိုအတန်းနေတော့အောက်တန်းနေတော့နော်ကြားခက်ဘူးသိင်ခက်ဘူးတဲ့ cell ရဲ့ nucleus ဆိုရှိမှာပေါ့နော်ဒါဆိုအခုအစိမ်းရောင်နဲ့ဆန်းထားတာဒီ cell ရဲ့ဘယ်သူကိုစားပြုလဲဆိုရင် nucleus ကိုစားပြုထားပါနော်ဒါတွေက this is cell nucleus ဒါဆိုတော့ nucleus နော်အဲ့အပြင်မှာရှိရဲ့အခုဒီ pointer လေးစာ pointer လေးနဲ့ပြနေတဲ့ဒီအလွှာကြီးတွေပေါ့နော်ဒီအလွှာကြီးတွေဒါကြီးကဘာကြီးတွေလဲပေါ့နော်ဒီအပြေကြီးတစ်ခုလောက်ကြတော့ဒါ this is called the cytoplasm လို့ခေါ်တယ်နော် cytoplasm တွေတစ်ခုဖြစ်ပါတယ်ပေါ့နော် cytoplasm အဲ့တော့ cytoplasm ဆိုတာကဒါဘယ်လိုမျိုးသဘောတဘာဝရှိလဲဆိုလို့ရှိရင်တော့နော် sloppy jelly like substances တွေပေါ့နော်အဲ့တော့ jelly like substances ဆိုတာဟိုမာလဲမမကိုအရေးပုံတင်တာနဲ့မကြတဲ့ jelly like substances တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားသော cytoplasm တခုရှိမယ်ပေါ့နော် cytoplasm အဲ့တော့အပြင်မှာကာယထားတဲ့ဒီဆဝိုင်းပုံအမေပါကြီးတခုကဒါဘယ်သူရည်ညွှန်းလဲဆိုလို့ရှိရင်ဒါကြတော့ cell membrane ပေါ့နော်ဒါဆိုတာ cell membrane ဆိုရင် cell ရဲ့အမေပါလေးကိုရည်ညွှန်းခြင်းတာပဲဖြစ်ပါတယ် cell membraneဒါဆိုအခု cell membrane ကနေစပြီးတော့ကြည့်အောင်เนาะအဲ cell membrane ကဘာတွေများလုပ်ပေးနေလဲဆိုလို့ရှိရင်အပြင်မှာเนาะသူကကာဗာနေနဲ့လှုပ်ထားပြီးတဲ့အခါကျတော့သူ့ထဲကိုတဲ့เนาะအောက်ဆီဂျင်ကပဲဖြစ်ဖြစ်ကာဗွန်ဒိုင်အောက်ဆိုက်တွေပဲဖြစ်ဖြစ် gas တွေကအဝင်ထွက်သွားလာလို့ရပါတော့ဥပမာဆို for example oxygen gases เนาะ enter into the cells နောက်တစ်ခုက carbon dioxide နော်
နော် can be released out of the cell နော်ဒါဆိုကာဗွန်ဒိုင်အောက်ဆိုက်တွေအောက်ဆီဂျင်တွေဝင်ထွက်သွားလာလို့ရတယ် cell membrane တခု barrier တခုဖြစ်တယ်နော်အဲဆိုဒီ barrier ကဒီလိုမျိုးအောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေဝင်ထွက်သွားလာလို့ရလို့အဲ့ဒါမျိုးကြတော့ဒါ partial permeable ဆိုပြီးတော့အခါကျတော့တင်စားပြီးတော့ခေါ်ပေါ်လေးရှိရောเนาะ partially permeable ဆိုတော့ဒါเนาะတစ်စိမ့်တစ်ပိုင်းခွဲပြုထားတယ်ပေါ့တချို့ gases တွေတချို့ substances တွေဝင်လို့ထွက်လို့เนาะခွဲပြုထားတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နောက်တစ်ခုဒီ cell membrane မှာပဲဘာတွေနဲ့ဖွဲ့ထားသိတယ်ဆိုလို့ရှိရင်တချို့ channel လေးတွေနဲ့ဖွဲ့ထားတယ် channel ဆိုတာရိုးရိုးရှင်းရှင်းပြောလို့ရှိရင်တော့တကပောက်နဲ့တူရပေါ့เนาะတကပောက်အဲ့ဒီတကပောက်ကကြတော့ဒါဟောเนาะတချို့ဆို example ဘာတကပောက်တွေရှိမလဲဆိုလို့ရှိရင်တော့ဒါဒီဘက်မှာဆို ion channel လေးတွေပေါ့နော် ion channel ဆိုဥပမာ sodium channel လို့ပဲဆိုပါစို့နော်ဒီဘက်ဆိုလို့ရှိရင်လည်း potassium channel လေးပဲဆိုပါစို့အဲ့လိုမျိုး channel လေးတွေလည်းဒီ membrane တွေရဲ့ပုံမှာရှိနေရပါအဲ့တော့ sodium channel ဒီဘာအဲ့နော်ဘယ်ဟာပဲဟိုခွင့်ပြုပေးလဲဝင်ခွင့်ပြုလဲထွက်ခွင့်ပြုလဲဆိုလို့ရှိရင် sodium တခုပဲနော်အဲ့လိုမျိုးဝင်လို့ရပါ potassium channel ဆိုလို့ရှိရင်လည်းအဲ့လိုပဲ potassium ions တွေပဲဝင်ထွက်သွားလာလို့ရပါနော်အဲ့တော့သူတို့တွေကြတော့တကပောက်ကလေးတွေဒီ channel လေးတွေနော်ဒီ cell membrane ပုံမှာရှိတဲ့ channel လေးတွေကအဲ့လိုမျိုးသူတို့သူတို့ခွင့်ပြုထားတဲ့ ions တွေ substances တွေအုပ်လီတာလျင်ဝင်ခွက်သွားလာလို့ရအောင်နော်တခြားဟာတွေဘယ်ကောင်းမှဝင်လို့မရဘူးအဲ့လိုမျိုး channel လေးတွေရှိတဲ့ function လေးတွေကြတော့ဒါနော်စာခေါ်ဝေါ်သုံးလုံးရဒါဘယ်လိုပြောလို့ရှိလဲဆိုလို့ရှိရင် selective permeable ဆိုပြီးရခါကြတော့ခေါ်ဝေါ်လေးရှိတယ်အဲ့ selective permeable ဆိုတာသူတို့ select လုပ်ပြီးတော့မှဝင်ခွက်သွားလာခွင့်ပြုတယ်ပေါ့နော်အဲ့တော့ cell membrane ဆိုတဲ့ function ဘာတွေလုပ်တယ်ဆိုတော့ cell တစ်ခုမှာနော် barrier အနေနဲ့သူတို့ရှိနေပြီရပေါ့နော်အဲ့တော့ cell တစ်ခုမှာ barrier အနေနဲ့ရှိနေပြီခါကြတော့တချို့ substances တွေကိုဝင်ထွက်သွားလာခွင့်ပြုတယ်ဥပမာဆိုရင် example gases တွေပေါ့နော် oxygen တွေ carbon dioxide တွေက cell membrane ကိုဖြတ်တန်းပြီးရခါကြတော့ဝင်ထွက်သွားလာလို့ရတယ်အဲ့လိုမျိုးဒါသူတို့ဝင်ထွက်သွားလာနိုင်တယ်စိတ်တိုင်းကြောင့်ဝင်ထွက်သွားလာလို့ရတယ်သူတို့တွေကြတော့ဒါ partial permeable ဆိုပြီးရခါကြတော့ခေါ်ဝေါ်လေးရှိရပေါ့နော်နောက်တစ်ခုကကြတော့ဒါ cell membrane ပေါ်မှာပဲတချို့ဟာတွေ channel လေးတွေရှိရပေါ့နော် for example sodium channel တွေ potassium channel တွေအဲ့တော့ဒီ channel တွေကကိုယ်ပိုင်နော်ဒီ ions တွေပဲသူတို့ကဝင်ထွက်သွားလာလို့ရတယ်တခြား substances တွေသူတို့ကခွင့်ပြုခြင်းမရှိဘူးအဲ့လိုမျိုး channel တွေကြတော့ဒါနော် selective permeable ဆိုပြီးရခါကြတော့ပြောလို့ရှိရပါ okay အဲ့တော့ cell membrane ကိစ္စပြီးသွားတဲ့ခါကျတော့ cytoplasm ထဲမှာဘာတွေများရှိမလဲတစ်ချက်ကြည့်ကြရအောင်ဟို cytoplasm ထဲမှာဘာတွေရှိမလဲဆိုလို့ရှိရင် cytoplasm ထဲမှာရေးကြည့်ရဲ့ organelles တစ်ခုပြောမှာပေါ့နော်ဒီ organelles ကကြတော့ဒါအတန်းငငယ်တော့ကလည်းကြာပူပြီးသား mitochondria ဆိုတဲ့ organelle เนาะ mitochondria တော့ mitochondria ပေါ့เนาะအဲ့တော့ mitochondria တော့အများကြီးပေါ့နော်အဲ့တော့ mitochondria ဆိုလို့ရှိရင်တော့အနေငယ်ကိုကိုစားပြုပြီးတော့ခေါ်ထားတဲ့စာလုံးလေးပေါ့အဲ့တော့ဒီမှာ label လေးထိုးလိုက်ပြီ this is mitochondria နော် mitochondria ကျတော့ဒါအနေငယ်နဲ့ခေါ်တဲ့ singular form ပေါ့နော် plural form နဲ့ပြောချင်ရရှင်ဒါ mitochondria ဆိုပြီးတော့လည်းခေါ်လို့ရတယ်အဲ့တော့ cell cytoplasm ထဲမှာ mitochondria လေးရှိတယ်အဲ့တော့ mitochondria function ကဘာလဲဆိုလို့ရှိရင်เนาะ body ကိုဘာတွေပေးနိုင်လဲဆိုလို့ရှိရင် provide energy เนาะခန္ဓာကိုယ်ဒီ cell ကို energy ထောက်ပံ့ပေးရပြောမယ်ဆိုเนาะသူတို့တွေက energy တွေထုတ်လုပ်ပေး provides energy အဲ့တော့ mitochondria can provide energy တွေပေးမယ်နောက်ဒီ cytoplasm ထဲမှာဘာပစ္စည်းတွေထားရှိသေးလဲဆိုလို့ရှိရင်တော့enzyme လေးတွေရှိရနော် enzyme လေးတွေအဲ့တော့ enzyme ဆိုတာဒါဒီ chemistry ဘာသာရလေ့လာနေတဲ့အကြောင်းသားတွေဆိုအမြဲကြားဖို့ပြီးသားနော် enzyme တွေအဲ့တော့ enzyme တွေကဘယ်နေရာမှာဘာ function တွေလုပ်ပေးနေလဲဆိုလို့ရှိရင်သူတို့တွေကနော် chemical reaction တွေဖြစ်မြောက်ဖို့ရေ control လုပ်ပေးနေတဲ့သဘောပေါ့ဒါဆို enzyme ကသူရဲ့ function ပြောမယ်ဆိုလို့ရှိရင် control chemical reaction that take place in the cytoplasm နော်ဒါ chemical reaction တွေဖြစ်မြောက်ဖို့ရေသူတို့တွေကနေတောက်တနေရပါပေးနေရပါသူတို့ရဲ့ function ဖြစ်ပါတယ်เนาะဒါဆို chemical reaction တွေပါပေးနေနောက်တစ်ခုဒီ cytoplasm ထဲမှာအရေးကြီးတဲ့ဘယ်သူတွေရှိနေသေးလဲဆိုလို့ရှိရင် ribosome လို့ခေါ်တဲ့ organelles တွေရှိနေရเนาะ organelles တွေပစ္စည်းတွေအဲ့တော့ ribosome ဒီမှာအပြားရောက်လေးနဲ့ဆွဲလိုက်တယ်เนาะဒါဆို ribosome ကလေးတွေဒီမှာရှိနေရပါတော့ribosome ဆိုတဲ့ပစ္စည်းတွေရှိနေအဲ့တော့ ribosome ရဲ့ function ကဘာတွေများလုပ်တယ်ပေါ့နော်သူကတော့နည်းနည်းလေးမှတ်သားစရာပါတယ်အဲ့တော့တူတူstep by step လေးလိုက်ကြည့်ကြရအောင်ပေါ့ဒါ ribosome เนาะ ribosome ကဘာတွေလုပ်ပေးနေလဲဆိုလို့ရှိရင်သူရဲ့ function ရတယ် produce
protein เนาะ protein ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ cell တွေအတွက်လိုအပ်တဲ့ protein တွေသူတို့ကနေsynthesize လုပ်ပေးနေရ produce လုပ်ပေးနေရเนาะ produces protein protein တွေလုပ်ပေးနေribosome က protein တွေကထုတ်လုပ်ပေးဖို့ကြတော့သူစိတ်တိုင်းကြသူတို့လုပ်လို့မရဘူးเนาะဘယ်သူကညွှန်ကြားချက်လို့လဲဆိုလို့ရှိရင်ဒီ nucleus ထဲမှာရှိရဲ့ genes တွေရဲ့ control လုပ်မှုအောက်မှာသူတို့က protein တွေ synthesis လုပ်ရတာပေါ့